မီနီဒရိုကနေပြီးအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ဒီ PC ရဲ့အားလုံးကို unboxing လုပ်ရင်းနဲ့အယုံမလေးရဲ့အတွက်အခန်းလေးတစ်ခန်းကိုဖန်တီးပြပေးသွားမှာဖြစ်ပါတယ်အခန်းပုံစံကတော့အိတ်ခန်းပုံစံမျိုးလေးပဲဖြစ်တာကြောင့်အိတ်ခန်းနဲ့ပတ်သက်တဲ့ PC တွေကိုပဲရွေးပြီးတော့ယူလာခဲ့တာဖြစ်ပါတယ်အယုတ်ကိုတော့ 3D ရဲ့ရုပ်မလေးပဲရွေးထားရပေါ့နော်ဒါပေမဲ့ဒီတစ်ခေါက်မှာတော့အရင်ကတိတ်ပြလေးမရှိတဲ့ဒီ crazy color design လေးပြပေးမယ်ပေါ့နော်စပင်ပန်းနုရောင်လေးပါအကျုပ်တွေကတော့မင်းတို့ရှိမှဒီဇိုင်းအစုံရှိရပေါ့နော်ဒီဗီဒီယိုမှာပြရတဲ့ကကိုလောလောဆယ်ကိုဖောက်ဆော့ခြင်းတဲ့ဟာတွေပဲပြရဖြစ်ပါတယ်ကျန်လို့တကယ်ဝယ်မယ်ဆိုရင်တော့ဒီဇိုင်းတွေကိုစိတ်ကြိုက်အများကြီးလာရွေးလို့ရပါတယ်နော်ပြီးတော့လေ 3D ဝယ်လို့တော့များများလေးခေါင်းကိုမတက်တက်လို့လေခေါင်းတက်တာဘာမှမခတ်ဘူးရှင်ဒီလိုမျိုးလေးခေါင်းကိုအထဲကိုဒီအထဲကချိတ်ကလေးပေါ့နော်ခေါင်းတွင်းထဲလေးဝင်တဲ့ဒီဖိတက်လိုက်လို့ရှင်ရပါတယ်အပေါ်လေးပဲတင်ထားတာမဟုတ်ဘူးရှင်ခေါင်းကခိုင်လဲခိုင်တယ်နော်အဲ့ဒီချိတ်ကြောင်ခေါင်းကပို့ပြီးတော့ခိုင်နေတောင်တယုံနဲ့အောင်ကျွတ်မထွက်ဘူးပေါ့နော်အတွင်းထိဖိပြီးတော့တက်ပေးရတာဖြစ်ပါတယ်ဒုတိယရုံမလေးတွေကလေဒီတိုင်းပြပေးလို့မရဘူးဘော်ဒီကလည်းကိတ်တယ်ဆိုတော့အင်ကြီးအမြန်ဝတ်ပေးလိုက်ရမှရမယ်မဟုတ်လို့ရှင်ဗီဒီယိုကလမ်းခံထိမှာဆိုလို့ပါပြီးတော့တူတက်ယူလာတဲ့ဒီမြန်မာဝတ်စုံလေးနဲ့ချိတ်ထမိန်လေးကိုအမြန်လေးပဲလဲပေးလိုက်ပါမယ်ပြီးတော့နောက်ထပ်တစ်ရုပ်ကိုအမြန်လေးဖောက်လိုက်ပါမယ်ဘာလို့လဲဆိုတော့ဒီနေ့ကဖောက်စရာရအများများနေရဆိုတော့လေဗီဒီယိုတအားကြီးရှည်သွားမှာဆိုလို့ပါနောက်ထပ်တစ်ရုပ်ကတော့အနက်ရောင်လေးပဲဖြစ်ပါတယ်သူ့ကိုလည်းအမြန်လေးခေါင်းတက်ပြီးတော့အင်ကြီးလေးလည်းအမြန်လေးဆင်ပေးလိုက်ပါမယ်သူ့ကိုလည်းမြန်မာဝတ်စုံလေးပဲဆင်ပေးလိုက်ပါမယ်ဒီရောင်လေးကဘာလေးလဲမသိဘူးငပိရောင်လေးပေါ့နော်အစ်စ်ထွက်တဲ့မြန်မာဝတ်စုံဒီဇိုင်းလေးပဲဖြစ်ပါတယ်သူတို့အတွက်အခန်းလုပ်ဖို့အတွက်ဒီမှာဖောက်စရာပစ္စည်းတွေကအများကြီးများတယ်ပေါ့နော်ဘယ်ကနေစဖောက်ရမှန်းတော့မသိတော့ဘူးလောလောဆယ်ဒါလေးဒီဘက်အရင်ပုံလိုက်အောင်မယ်ပစ္စည်းကပြည့်နေပြီအရင်ဆုံးမင်းတို့ဒီကတင်လေးကိုအရင်ဖောက်ကြအောင်နော်မင်းတို့ရှိရအဖို့ပစ္စည်းလေးဝယ်လို့ရှိရင်တော့ဒီလိုအပိုင်းလေးတွေနဲ့ပဲလာမှာပါအင်ဂျင်မကွန်ကိုဆက်ရမှာပေါ့နော်တကယ်လို့ဆက်နီးမသိလို့ရှိရင်လည်းမင်းတို့ကိုအချိန်မရွေးလာပြီးတော့မေးလို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလိုအပြားလေးလောက်ထားရင်မင်းတို့ဒလီပို့တဲ့အခါမှာလည်းကျိုးမှကြည်မှစိတ်ပူကြရမလို့ပြီးတော့နေရမှာကြတဲ့တဲလေးတွေဆိုလို့ရှိရင်လည်းအလုံးလိုက်တာပို့ခဲ့လို့ရှိရင်ပေါ့နော်ဈေးရပို့ပြီးတော့များသွားမှာအထုပ်ကြီးကအပွားအကြီးဖြစ်သွားလို့ရှိရင်ပေါ့နော် kg ကပို့ပြီးတော့များသွားနိုင်ပါတယ်ဒါဆိုရင်တော့မင်းတို့ရဲ့ကတင်လေးဆက်လုပ်ပြီးသွားပြီဖြစ်ပါတယ်ပြီးရင်တော့သူ့ထဲမှာပါတဲ့အေးရခင်းလေးခေါင်းလေးတွေတင်ပေးလိုက်လို့ရပြီပေါ့နော်ဆိုတော့မင်းတို့ကတင်လေးကိုဒီအခန်းတောင်လေးမှာပဲနေရာချပြီးတော့ရုံးမလေးနှစ်ယောက်ကိုလည်းဒီကတင်မော်ခဏတင်ထားလိုက်ပါမယ်ဘာလို့ဆိုထားစရာနေရာမရှိလို့ပေါ့နော်ဒုတိယတစ်ခုအနေနဲ့ဒီမှန်တင်ကုန်လေးကိုဖောက်ပါမယ်မှန်တင်ကုန်လေးကိုဆက်ပေးလိုက်ပါမယ်ဒီဗီဒီယိုမှာတော့တစ်ခုချင်းစီဆက်တာကိုအသေးစိတ်မပြတော့ဘူးပေါ့နော်နောက်မှလည်းအခြားဖောက်စရာတွေအများကြီးကြံသေးရမလို့ဗီဒီယိုတအားကြီးရှည်သွားမှာဆိုလို့ပါတစ်ခုချင်းစီဆက်နည်းကိုလည်းနောက်မှမင်းဗီဒီယိုတစ်ခုချင်းစီနဲ့သေချာလေးလုပ်ပြပေးပါမယ်ဒီဗီဒီယိုလေးမှာတော့အမြန်လေးပဲရိုက်ပြပေးလိုက်ပါရယ်အခုမှန်တင်ကုန်လေးနဲ့ခုံလေးရသွားပါပြီဒါလေးကိုကျတော့ကတင်ဘေးနားလေးမှာပဲကတ်ပြီးတော့ထားလိုက်မယ်ပေါ့နော်ဒါလေးကတော့အဝတ်စင်ထုတ်လေးပဲဖြစ်ပါတယ်သူကအဝတ်စင်ဆိုပေမဲ့လေသူကအကုန်ထည့်လို့ရတယ်ဖနက်တွေရောအခြားချိတ်ချင်တာအကုန်ချိတ်လို့ရတယ်ပေါ့နော်ဒါလေးကတော့အသုံးဝင်ပါတယ်အော်ဒါလေးကစင်မီတာတစ်ခုရှိတာမိနေလို့အဲ့ဒါဆိုလဲအစ်စ်မဖောက်တော့ပဲဒီစင်မီတာလေးကိုပဲထားလိုက်ပါမယ်အောက်မှာလည်းဒီလိုအကန့်30တောင်ပါတာဆိုတော့လေဒီထဲမှာလည်းကိုထည့်ချင်တာထည့်လို့ရသေးရဲ့သူ့ရောမှန်တင်ကုန်ဘေးနားလေးမှာပဲကတ်ပြီးတော့ထားလိုက်ပါမယ်ဒါလေးကတော့တကူလုံးပေါ်မှန်ရှည်လေးပဲဖြစ်ပါတယ်ဒါလေးကိုလည်းဆင်ပေးလိုက်ပါမယ်ပြီးတော့လေမင်းရှည်ကမှန်ရှည်ဝယ်သွားတဲ့လူတွေဒီအပေါ်ကအလွှာလေးခွာလို့ရတယ်ဆိုတာသိလားအဲ့ဒါခွာလိုက်တော့မှမှန်သုံးလို့ရတာเนาะဒီမှာမှန်ကြည့်လို့ရပြီသူ့ကိုတော့ဒီထောင်လေးမှာထားလိုက်ပါမယ်ပြီးတော့ပိုလှဝအောင်အလှဆင်ဖို့ဒီမှာပန်းဝိုးလေးတွေလှုပ်ထားပါတယ်ဒါကတော့ရောင်းတာမဟုတ်ဘူးပေါ့နော်ဟမ်းမိတ်လှုပ်ထားတာပါနောက်ထပ်ပြပေးမယ့်တစ်ခုကတော့ဒီစင်လေးတွေပေါ့နော်ဒါလေးကမင်းတို့ရှိမှအစ်စ်ရောက်ထားတာသူကတဆင့်ချင်းဝယ်ရတာပါကိုစိတ်ကြိုက်ဘလောက်ပဲစစ်စစ်ဆင်လို့ရတယ်ပေါ့နော်အယောင်ကလည်း၄မျိုးရပါတယ်ကိုကြိုက်တဲ့အယောင်ရွေးပြီးဝယ်လို့ရတယ်ပေါ့နော်အဖြူရည်ကြီးပဲသုံးလိုက်ရတယ်ဒီလိုရောင်စုံသုံးလိုက်ရတယ်ကိုစိတ်ကြိုက်သုံးလို့ရပါတယ်ဒါလေးတော်တော်လေးကိုချစ်ဖို့ကောင်းပါတယ်အထဲမှာပစ္စည်းသေးသေးလေးတွေကိုထည့်ချင်တာထည့်လို့ရပါတယ်ဒါလေးကတော့မင်းအရင်တစ်ခါကလည်းပြဘူးတဲ့ခောက်ခုံပူလေးပဲဖြစ်ပါတယ်ကဲဒီတော့ငါတို့အခန်းထဲမှာတော်လေးစုံသွားပြီပေါ့နော်အိတ်ခန်းလေးဆိုတော့ဒီမှာကတင်လေးရှိသွားပြီမှန်တင်ကုန်လေးနဲ့ဒီမှာထိုင်ကုန်လေးလည်းဆင်ပြီးသွားပြီအဝတ်တင်နဲ့ဖနက်တွေထားဖို့ဒီမှာစင်လေးတစ်ခုလည်းပြီးသွားပြီမှန်ရှည်လေးပြီးတော့ဒီမှာအလှဆင်မှုပန်းဝိုးလေးရဲ့ပြီးမှစင်လေးတွေရဲ့ခုံလေးရဲ့နောက်မှာပန်းဝိုးလေးနဲ့ထားပြီးသေးရပေါ့ဒါဆိုရင်တော့မင်းတို့ရဲ့အခန်းလေးတစ်ခုကတော့ရသွားပြီအထဲမှာအသေးစိတ်ထည့်ဖို့အတွက်ပစ္စည်းလေးတွေပဲလိုရတယ်ပေါ့နော်ဒါဆိုပစ္စည်းလေးတွေမင်းတို့ထပ်ပြီးတော့ထည့်ကြအောင်နော်အသေးစိတ်ပစ္စည်းတွေထည့်ဖို့အတွက်ဒါလေးတွေဖောက်ပြပါမယ်ပထမဦးဆုံးမင်းတို့ဒီခရီးထွက်ပစ္စည်းဆက်လေးကိုအရင်ဖောက်ပြပေးမယ်ပေါ့နော်ဒီထဲမှာဘာဘီတို့ခရီးသွားရင်လိုအပ်တဲ့ပစ္စည်းရဲ့အစုံပါတယ်ပေါ့နော်ဥထုပ်လေးတွေဒီမှာလွယ်အိတ်လေးတွေဖနက်လေးတွေအစုံပဲပေါ့နော်ကင်မရာလေးရာအစား laptop လေးနေကာမျက်မှန်ရေးဘူးအစုံကိုပါတာပါသူကခရီးထွက်ဖို့အတွက်ဆိုတော့လေဒီမှာပန်းရောင် suitcase ကြီးအကြီးလည်းပါသေးရဲ့ဒါကြီးကလေတကယ်လဲဖွင့်လို့ရတယ်အထဲမှာပစ္စည်းတွေလည်းအကုန်ထည့်လို့ရတယ်ပေါ့နော်အင်ကြီးပါကြီးအဲ့လိုမျိုးအကုန်ထည့်ပြီးတော့ခရီးသွားတဲ့ပုံစံမျိုးဆော့လို့ရပါတယ်သူရဲ့လက်ကင်လေးကအစားအရှင်လေးကွာအောက်ကဘိန်းလေးနဲ့ပေါ့နော်
ဒါပေမဲ့ခက်တာဒီနေ့ကကျတော့ခရီးထွက်မှာမဟုတ်ပဲနဲ့အိတ်ခမ်းလုံးမှာဆိုတော့ဒါလေးကမလိုအပ်သေးဘူးဆိုတော့အခန်းထောင်လေးမှာပဲခဏလောက်ထားထားလိုက်ပါမယ်ပြီးရင်တော့လွတ်နေတဲ့စင်တွေမှာပေါ့နော်ဒီပစ္စည်းပေါက်စာလေးကိုထည့်ကျင်တဲ့နေရာမှာရှောက်ထည့်ပါပြီးတော့လေအချုပ်ကလေးလေးရလာမေးကြရလေမမဟိုစင်ကဘာထားမလားညာထားမလားအဲ့လိုမရှိဘူးလေဒီလားဒါကိုအယုတ်အိမ်ပဲကိုစိတ်ကြိုက်ကိုထားလို့ရတယ်ထားကျင်တာထားပလိုက်ပြီးသားမရှိဘူးဒီလားဘယ်သူမှလာပြီးတော့တရားမဆွဲဘူးကွာဒီလားကိုထားကျင်တဲ့ဟာဒါရှောက်ထားပလိုက်နော်အဝတ်စင်မလို့ဖက်နှက်ထားလို့မရအောင်ဆိုတာမရှိဘူးကိုကြိုက်တာကိုထည့်ပလိုက်ကိစ္စမရှိဘူးနောက်ထပ်ပေါက်စာလေးအများကြီးပါတဲ့အထုပ်ကြီးတစ်ခုနဲ့မိတ်ဆက်ပေးမယ်ပေါ့နော်ဒါကတော့မင်းတို့ဆိုင်မှာအစုံထုပ်ကြီးလို့ပြောပြီးလာဝယ်လို့ရတယ်ပေါ့နော်ရုပ်စာလေးတော်တော်လေးတန်နေသီလားတထုပ်ဆိုတော့လောက်ပဲလေအထဲမှာပစ္စည်းကတော်တော်ဆုံပါတာအစုံထုပ်ကြီးဆိုရဲအတိုင်းပြောက်တော့တော့ပါတယ်အထဲမှာပါတဲ့ပစ္စည်းလေးကတထုံနဲ့ကွဲနိုင်တယ်ဒါပေမဲ့တေချာတစ်ခုကတော့တော်တော်လေးကိုစုံတယ်ဒီမှာကြည့်အောင်အမိုက်ပုံးနဲ့ကော်ပြားလေးအောင်ပါတယ်မနေ့ကဖောက်တဲ့အထုပ်မှာကျတော့အဲ့ဒါမပါဘူးပေါ့နော်ဂီတာပါတာသူတထုံနဲ့တထုံနည်းနည်းလေးပါတဲ့ပစ္စည်းလွဲနိုင်တယ်ပေါ့ဒါပေမဲ့စုံတာတော့တော်တော်လေးစုံတယ်အမိုက်ပုံးလေးကိုတော့အခန်းတောင်လေးမှာပဲထားလိုက်ပါမယ်ဒီမှာရေဒီယိုလေးတစ်လုံးလဲပါပါတယ်ဘီးဆိုလဲစိုက်စုံပါတယ်ပေါ့နော်ကလစ်တွေလည်းပါတယ်ဘီးသေးလေးကတော့ဟန်ပြပေါ့နော်ဒီမှန်နေအောင်ပေါ်ထားလိုက်ပါမယ်ဘီးကြည့်ရမှတကယ်ဖြီးလို့ရတယ်ဒါပေမဲ့ထားစရာနေရာမရှိလို့ကတင်ပေါ်ခဏတင်ထားလိုက်ပါမယ်ဒီမှာကြည့်အောင်မှော်နေနန်သေးလေးတွေပါချစ်စရာလေးတွေအသမီးလုံနိုင်ဆော့လို့ရပြီဘလောက်စုံလဲဆိုရင်ကွာဒီမှာကော်ဖီခွက်တွေရောကွာဇွန်းနေခရင်းတွေဝိုင်ခွက်တွေဒီမှာရင်နွေးကြရရာစပါတာဒါပေမဲ့ဒါကတော့နောက်ပွေးမှုဖို့ကြောင့်လုံးမှာပဲလိုတာဆိုတော့နောက်ဗီဒီယိုကျမှသုံးဖို့အတွက်ခဏသိမ်းထားလိုက်မယ်နော်ဒီမှာကြည့်အောင်တက်ပူကြီးဆွဲကြိုးကြီးလက်ကောက်တွေလည်းအစုံပါတယ်ကွယ်အိတ်လေးတွေလည်းပါသေးတယ်အိတ်လေးကိုတော့အဝတ်စင်လေးမှာချိတ်လိုက်ပါမယ်ချိတ်တွေလည်းအများကြီးပဲပါပါတယ်ရှင်ချိတ်တွေကိုကြတော့အဝတ်စင်မှာအင်ကြီးချိတ်ဖို့အတွက်သုံးပါမယ်စုံချက်ကဒီမှာဒွားယာတွေလက်ကောက်တွေရေမွေးတွေမှန်တွေဘီးတွေစုံနေရောဒါပေမဲ့ပြဿနာတစ်ခုရှိရဲကွာဒီလားအစုံတုတ်ဒီထဲမှာပါတဲ့ချိတ်ကအဝတ်စင်မှာတက်လို့မရဘူးဒါပေမဲ့စိတ်မပူပါနဲ့အဝတ်စင်ဝဲလူတိုင်းအောင်မင်းတို့ကချိတ်၅ခုပေးတယ်ပေါ့နော်သူ့ချိတ်တဲ့သူတက်ရင်တော့ရပါတယ်ဒီတော့ဒီချိတ်လေးကမသုံးပြဘူးဆိုတော့ဒီစင်လေးလည်းခဏထည့်ထားလိုက်ပါမယ်ဖက်နှက်လေးရအောင်ပါတာတော့တော်တော်လေးကိုစုံတာပစ္စည်းရိုင်နည်းနည်းလေးများလာပြီဆိုတော့တခြားလေးပြန်နေရာချပေးလိုက်ပါပြီးတော့ဒီမှာရေဘူးလေးလည်းပါသေးရဲ့အဖုံးလေးနဲ့ချစ်စရာလေးရေဘူးလေးကိုဒီအကန့်လေးနဲ့ထည့်ပေးလိုက်ပါမယ်ဒီမှာကြည့်အောင်ဘီးလေးနဲ့မှန်လေးဆိုလို့ရှိရင်လေဘာဘီရုပ်ရှင်ထဲမှာပါနေကြမှန်လေးတော့ချစ်စရာလေးဒါဆိုရင်တော့မင်းတို့ရဲ့ဘာဘီအခန်းလေးရပစ္စည်းလေးတွေလည်းတော်တော်စုံနေပါပြီဒါလေးကတော့စောမင်းပြောခဲ့တဲ့အဝတ်စင်ဝယ်ပါတဲ့ချိတ်လေးပဲဖြစ်ပါတယ်သူကြည့်နေသူတက်ရင်တော့ကွက်တီဝင်ပါတယ်ဒီနေရာလေးမှာချိတ်လေးရနေပေါ့နော်အင်ကြီးလေးကိုတန်းပြီးတော့စီထားလို့ရပါတယ်နောက်ဆုံးမှာတော့ဖောက်ဖို့ဒီကြပန်းဖနက်အရန်20ပါအထုပ်ပဲကြံမှာတော့တယ်ဖနက်ကတော့စင်အောက်လေးမှာစီဖို့ရဲ့ရုပ်မလေးကိုစီးပေးဖို့ရဲ့ပေါ့နော်ရုပ်လေးကိုစီးပေးဖို့အတွက်ဒီ2အောင်ယူလိုက်ပါတယ်ဖနက်ကြပန်းထုတ်ကတော့ဈေးသက်သာပေမဲ့အင်ဂျီနဲ့လိုက်သည်ဖြစ်စေမလိုက်သည်ဖြစ်စေဒီလိုအယောင်ကဖျောက်တောက်ပဲပါမှာဖြစ်ပါတယ်တကယ်လို့ကိုကအင်ဂျီနဲ့ကြိုက်တဲ့ဖနက်လေးကိုပဲလိုချင်နေဆိုရင်တော့မင်းတို့စီမှာရွေးပြီးတော့ဝယ်လို့လည်းရပါတယ်ဒါပေမဲ့ရွေးဝယ်ရင်တော့ဈေးရတစ်ဈေးဖြစ်ပါတယ်ကြပန်းထုတ်ကကြတော့ဒီဇိုင်းစုံပြီးတော့ဈေးလည်းပိုသက်သာမလို့ပို့ပြီးတော့လူကြိုက်များပါတယ်ဆိုတော့အခန်းလေးကဒီအင်ဂျီလေးတွေဖောက်ပြီးတော့မစင်ရသေးရလေလို့ကျွန်တော်အကုန်စုံသွားပြီပေါ့နော်ဒီမှာမှန်နေကုန်ပေါ်မှာလည်းအလှပင်ပစ္စည်းအကုန်စုံထားပြီးသွားပြီဒီမှာစင်လေးမှာလည်းဖနက်တွေရောပစ္စည်းရောဆင်ပြီးသွားပြီအင်ဂျီလည်းပြင်ဒီမှာမှန်ကြည့်ဖို့ရဲ့စင်လေးတွေရဲ့ထိုင်ကုန်လေးတွေအကုန်ဆင်ပြီးသွားပါပြီဒါလေးကတော့မင်းစိတ်ကြိုက်ဆင်ထားတဲ့အယုတ်အခန်းလေးပဲဖြစ်ပါတယ်အယုတ်လေး2ရုပ်ထောင်ဖို့အတွက်ဒီမှာစတန်လေး2ခုယူလာပါတယ်စတန်တွေရောဒေါက်ဖနက်တွေရောဆင်ထားတော့အယုတ်မရဲ့အရက်ကနည်းနည်းမိုးထိုးနေရပေါ့လေဒါမဲ့လည်းဆင်ပြေပါတယ်လှပါတယ်အယုတ်လေး2ရုပ်မှာတော့ဒါလေးကတော့သပင်အနက်လေးဆိုတော့နည်းနည်းလူမျက်နှာလေးနဲ့တူတယ်ပေါ့နော်ဒါလေးကျတော့သပင်က crazy color လေးနဲ့မျက်လုံးလေးကလည်းပန်းရောင်လေးဆိုတော့သူကအယုတ်မလေးနဲ့ပို့ပြီးတော့တူတယ်ပေါ့နော်ဆိုတော့အယုတ်မျက်နှာမျိုးကြရင်တော့ဒါလေးကိုယူပါမတ်တက်ရက်နေအရက်ကြီးကအရှည်ကြီးဖြစ်နေမှာဆိုလို့ထိုင်ကုန်လေးမှာပဲထိုင်ခိုင်းလိုက်တော့မယ်သူ့ကိုလည်းဒီမှာမှန်နေကောင်ကခုံလေးခဏငှားပြီးတော့ပဲထိုင်ခိုင်းလိုက်တော့မယ်ဒီနေ့ဗီဒီယိုလေးမှာတော့မင်းတို့ဆိုင်ရာချောင်းနဲ့ပစ္စည်းရောအသုံးပြုပြီးတော့ဒီအယုံမလေး2ရောအတွက်အိတ်ခမ်းလေးတစ်ခုကိုဖန်တီးပြပေးသွားတာဖြစ်ပါတယ်အားလုံးပဲဒီအခန်းပုံစံလေးကိုသဘောကျလားဆိုတော့ကိုကွန်မန့်မှာရေးသားပေးခဲ့ကြပါအောင်နော်နောက်ဗီဒီယိုရေးမှာလည်းအခြားအခန်းပုံစံမျိုးလေးထပ်ပြီးတော့ decoration ဆင်ပြသွားပါအောင်မယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတော့အားလုံးကိုကျေးဇူးတင်ပါတယ်